နိုင်ငံရဲ့ချမ်းမှာဘဝရင်တွေ့ရုံကောင်းဝိရှာသာတို့ရဲ့ဘဝပါပြောလို့လည်းမဟုတ်ပါပြောစရာလည်းနဲ့မရှိပါရင်မြင်ချတဲ့ဘဝတွေမှာအချိန်ချင်းရတဲ့မြင်နိုင်အောင်တုတ်ပြီးကြိုးစားနေတာပြန်ကြီးလို့ပါဖြစ်ဖြစ်ရဲ့ပြန်ကြီးလို့ပါမိမိရဲ့ညီလေးကိုလေလွမ်းနေရှင်နေပါအသက်လို့ချစ်တော့ညီမလေးကိုလေလွမ်းနေပြန်ကြီးလိုက်တာရင်လေအရင်လွမ်းနေသားတို့ပြောင်းွယ်